သွားပါတယ်။သိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်အရအချင်းချင်းအသားချင်းပုတ်ထိုက်မိတဲ့အရှင်ကြောင့်သူတို့ရဲ့အုံနောက်ထဲမှာစီရိုတိုနင်လို့ခေါ်တဲ့ဓာတ်ဖြစ်စီတွေအစမတန်ပေါက်ကွဲထွက်လာပါတယ်။အဲဒီအခါသူတို့ရဲ့ခန္ဓာကိုယ်အယောင်ကလှပတဲ့အစိမ်းရောင်ကနေကြောက်စရာကောင်းတဲ့အဝါရောင်အမဲရောင်တွေအဖြစ်ပြောင်းလဲသွားပြီးအုံနောက်ထဲမှာအတော်မသက်နိုင်တဲ့ငမုံမှုနှက်ဆိုကနှိုးထလာပါတယ်။တကောင်နဲ့နေတတ်တဲ့အကောင်ကနေတန်းပေါင်းဂရေပေါင်းများစွာအုပ်စုဖွဲ့ပြီးတွေ့သမျှအရာအလုံးကိုဖျက်ဆီးမယ်။ကဘာပြည့်ကျိုင်းကောင်ကြီးတွေအဖြစ်မွေးဖွားလာတော့တာပါ။ဒီကျိုင်းကောင်အုပ်ကြီးတွေကစတုရန်ကီလိုမီတာတစ်ခုထဲမှာနေအကောင်ရေတန်း80ကျော်အထိစုပုံပြန်တန်းပြီးတော့တရက်ကိုကီလိုမီတာ150ကျော်အထိမနာရန်ခရီးနေနိုင်ကြပါတယ်။သူတို့ရဲ့ငမုံမှုကဘလောက်အထိကြောက်ဖို့ကောင်းလဲဆိုရင်သူတို့အုပ်စုလိုက်ဝိုင်းအောင်နားလိုက်တဲ့စိုက်ခင်းလေးတစ်ခုဟာမိနစ်ပိုင်းအတွင်းမှာတင်လုံးဝပြောင်းတလင်းခါပြီးတော့ကန္နာရလို့ဖြစ်ကြံခဲ့ရပါတယ်။တေရွက်တွေအသီးအနှံတွေမကပဲတစ်ခေါက်တွေတစ်ကိုင်းတွေကိုပါသူတို့ရဲ့ချွန်ထက်တဲ့ပါဇက်တွေနဲ့ဒရက်ဆက်ဝါးမျိုးပြကြတာပါ။ကျိုင်းကောင်အုပ်စုကြီးတစ်ခုကတရက်ချင်းမှာတင်လူသားပေါင်း3000ခွဲစာစားသုံးမဲ့အစာအာဟာရတွေကိုအကုန်အစင်ဖြက်စီးပြစ်နိုင်တာပါ။သူတို့ဖြတ်တန်းသွားတဲ့နောက်ကွယ်မှာလူသားတွေနဲ့တရိတ်ဆန်တွေအတွက်ကတော့အငတ်ဘေးနဲ့တီမီးရဲ့အရေးအယောင်ကလွဲလို့ဘာမှကြံရစ်ခဲလေးမရှိပါဘူး